မင်္ဂလာပါဗျာကျွန်တော်ရဲ့ page channel ကနေကြိုဆိုပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe တော့နှိပ်ခဲ့ပေးပါအခုဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ရဲ့ညီကိုတွေစကောက်ပြစ်လို့ချင်းမငြိမ်ဘူးတဲ့စကောက်ချိန်ကြီးလေးကိုကျွန်တော်တစ်ချက်ပြောပြပေးပါတော့တော့တော့စကောက်ပေါ့ကဲလို့မိတ်ဆွေညီကိုတို့စစ်စကောက်ထဲမယ်ဆိုလဲမသိလို့စတင်နေဝင်လိုက်ညာဘက်တောင်းနေမှာဝင်လိုက်မယ်ဆိုလို့ချင်းမိတ်ဆွေတို့ညီကိုတို့ထားမယ်ဥစ္စာက2စကောက်ဆိုရင်30လောက်ထားမယ်3စကောက်ဆိုရင်33လောက်ထားမယ်4စကောက်17ပေါ့6စကောက်ဆိုရင်7နဲ့သူကစကောက်ကြီးဝိုင်းရင်နည်းနည်းချော့ပေးရတယ်ဒါဆိုစစ်စကုတ်တောင်17လောက်လဲရတယ်30လောက်လဲရတာပေါ့ဒီတဲ့တားနဲ့ထားမယ်ဆိုလို့ကျွန်တော်စကုတ်တွေအသေးဖြစ်သွားမယ်ကျွန်တော်ဘယ်လိုညီကိုတို့ဒီကကိုပြောချင်တာကစကုတ်ငိန်ဘူးအတွက်ဆိုလို့ချင်းလက်ကွက်တွေချိန်မဲ့နေရာမှာလဲအဓိကကြတာအခုဒါကျွန်တော်ဆိုချင်းဒါကျွန်တော်ရဲ့ဆော့နေကြလက်ကွက်ကျွန်တော်နဲ့တော့ဆင်ပြေတာပေါ့ဒီအဓိကဒီခေါင်းဆောင်တဲ့ခလုတ်ကလေးကိုဒီမှာထည့်လိုက်မယ်ဆိုလို့ချင်းညီကိုတို့ကပြတဲ့ခါကြာလို့ချင်းရိုးရိုးတာမန်တက်ကိုအများကြီးငြိမ်သွားတာဒီလက်ကွက်မျိုးကျွန်တော်ကတော့ကြိုက်တာပေါ့ဒါကတော့ကိုကြိုက်တဲ့ကိုပေါ့ဒီကတော့စကောက်ချိန်တဲ့နေရာမှာဒီလိုလက်ကွက်ထားရင်ကောင်းမယ်လို့တော့ကျွန်တော်ကတော့အကြံပြုကျင်တာပေါ့ကျွန်တော်နမူနာပြပြမယ်နော်ကျွန်တော်တတ်ထားတာဆိုရင်ဒါစစ်စကောက်ဒါအိတ်လိုက်မြဆိုရင်တဲ့ပဲသူကမြင်တာပေါ့ဒီမှာအညီကိုလို့ရတာပေါ့ဒါမှလည်းဒီလောက်ဒီတက်ညင်ကျင်တော့ရတယ်ဒါမှဒီတက်ညင်ဒီကတိတ်အဆင်ပြေမှမထင်ဘူးပေါ့ကျွန်တော်နမူနာပြပြမယ်ကဲလို့ညီကိုလို့လောက်လိုက်မယ်ဆိုတခါတည်းသူကခေါင်းဆောင်ပြီးသားအနည်းလည်းဒီကတော့ညီကိုတို့ဒါကိုကြားကြတယ်ဟိုမှာကျွန်တော်ချိန်ပြမယ်လို့ပေါ့ဒီကခေါင်းလဲဆောင်းမယ်ဆိုလို့ချင်းတော်တော်ဆင်ပြေတယ်ဗျကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးပေါ့ကိုရညီကိုတွေမတတ်သေးတဲ့ညီကိုတွေတွက်ကိုကျွန်တော်ပြောပြပေးတာပဲရှိတယ်ပေါ့နောက်လဲကျွန်တော် UC ထဲနီးလေးမတိတာလေးတွေမင်းများလာတဲ့ညီကိုတွေဆိုလို့ချင်းကျွန်တော်အဲကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနှိပ်ပြီးပါခေါင်းလောင်းလေးလည်းနှိပ်ပြီးထားပါလို့ပဲပြောချင်ပါတယ်ဘယ်လိုညီကိုတို့မှာတွားလိုက်ခါဆိုစောင်းလိုက်တာလိုပေါ့လူမျိုးလေးချိန်မှာလို့ပဲပြန်ပြောချင်တာလေဒီကခေါင်းဆောင်တဲ့ခလုတ်ရဲ့ဆောနာကျွန်တော်ပြောတဲ့စတင်နေချိန်တဲ့နေရာမှာနည်းနည်းစကားပြောတာပေါ့ဒီမှာ FPP TPP ဒါရတော့မိတ်ဆွေလို့ညီကိုတို့လိုစလို့ချိန်မှာဒါကတော့ပြဿနာမရှိဘူးဒီမှာအဓိကတော့2စကောက်တို့3စကောက်တို့ဒါဒီနှုံးသားလေးဒါကျွန်တော်ရဲ့အကြိုက်လက်ကွက်နဲ့ကျွန်တော်ချိတ်ထားတာပေါ့ညီကိုတို့ဆိုလည်းပြပြင်ပြောင်းလဲမှုနဲ့ချင်းတော့လုပ်လို့ရတယ်အဲ့ဒါကောင်းကြီးရမယ်ချိန်ကြကလို့ညီကိုတို့ငေါတော့ထိုင်လိုက်မယ်ဆိုရင်လည်းဒါစောင်းပြီးသားကဲဒါအိပ်ပြီးတော့ပြစ်လိုက်မယ်ဆိုရင်တော့ဒါသူကဒဲကျွန်တော်ဟိုးမှာတစ်ချက်လှမ်းပြပြမယ်ဒါကျွန်တော်နမူနာပြင်ကြတာကျွန်တော်ရဲ့ YouTube channel လေးကိုလည်းအားပေးကြပါဦးဗျာနောက်ဆိုရင်ကျွန်တော် UC ဝယ်နီးတွေကိုဘတ်တော့ကို UC ဝယ်နီးတွေပေါ့လုံးသားလေးတွေဆိုကျွန်တော်တတ်တလောက်ပြောပြမယ်ပေါ့တကယ်ဆရာကြီးဆိုတော့ကြော်သွားပါဗျာကျွန်တော်လည်းသိပြီးတော့နားလဲတဲ့လူမဟုတ်တတ်တလောက်လေးချင်းပြရတာဆိုတော့မားပိုင်လည်း